နှွေးထွေးတဲ့လက်ဖက်ရည်ခွက်တစ်ခုကိုကင်ထားရတဲ့ခံစားချက်ကတော်တော်ကောင်းတယ်ဗျာ ဟုတ်ကဲ့စိတ်ကိုအေးချမ်းစေတယ်နော် ဟုတ်တယ်လူအများစုကလက်ဖက်ဆိုရင်ကျုပ်ပြေကလာတဲ့ BTC တောက်ကြတယ်ဆိုတာတော့သိကြတာပေါ့ အပေါ်ရန်လောက်တော့ယဉ်နီးကြပါတယ် ဒါပေမဲ့ဒီနေ့ကျွန်တော်တို့လေးလာသုံးသက်မဲ့ရင်းမိတွေကအဲ့ဒီနောက်ွယ်ကအန်အိုစီကအလဲပြောင်းတယ်ယဉ်ကြီးမှုဆိုင်ရာတိုက်ပွဲတွေအထိကိုဖော်ထုတ်ပြတာပါ ဟုတ်ပါတယ်ဒါကတောက်ဆရာတစ်ခုရဲ့တမိုင်းထက်အများကြီးပိုပါတယ် ဒီနေ့ကျွန်တော်တို့အဓိကဆွေးနွေးသွားမှာကတော့အဲ့ဒီလက်ဖက်ကြီးရဲ့ခီးရှည်ဆိုတဲ့ရင်းမြစ်တွေပေါ့ကျုပ်ပြည်ကနေကဘာစီကိုပေါ့နော် ဟုတ်ကဲ့တပေါင်း9000လောက်ရှည်တဲ့ခီးကြီးခုပါ ဟုတ်တယ်တောင်ပေါ်ကအရင်ပင်တပင်းကနေ Empire တစ်ခုရဲ့စီးပွားရေးကိုချင်းချောက်နိုင်တဲ့အထိပြီးတော့ကဘာပေါ်မှာတနေရာထဲမှာပဲစားစရာဖြစ်သွားတဲ့အထိတူးဇလန်ကဘလောက်တောင်စိတ်ဝင်စားဖို့ကောင်းလဲကြည့်ကြပါမယ် အာကြီးအတွက်ပုံတွင်းခဲ့တယ်လဲဆိုတဲ့ဇလန်တပုတ်လိုပါပဲ ကဲဒါဆိုအစနေပဲသွားလိုက်အောင်အားလို့ဒီကြတဲ့တန်တာကြီးတစ်ခုရှိကြလေ ဘယင်ခနုံးရဲ့ဇလန် ဟုတ်တယ်သူ့ရဲ့ရင်နှွေးခွက်ထဲကိုလက်ဖက်ရွက်လီကြားသွားရနေစတယ်ဆိုပေမဲ့အဲ့ဒီနောက်မှာတော့တရုတ်လူအဖွဲ့အစည်းကလက်ဖက်ကိုဘလို့သဘောထားခဲ့ကြတယ်လဲ အဲ့တော့စိတ်ဝင်စားဖို့ကောင်းတဲ့ချက်ပဲရှင်အစောပိုင်းမှာလေလက်ဖက်ကိုချက်ချင်းကြီးလူတိုင်းတောက်တဲ့ဖြော်ရင်အဖြစ်မမြင်ခဲ့ကြဘူး ဩဟုတ်လား ဟုတ်ပါတယ် Charmin Set Shang Dynasty လို့ရှေ့ကြတဲ့ကာလတွေမှာသူကိုအဓိကကစေးဖက်ဝင်အပြင်တစ်ခုဖြစ်သတ်မှတ်ခဲ့ကြတာ စေဝအနေနဲ့ပေါ့ ဟုတ်တယ်သူရဲ့ခါတက်တဲ့အရာသာနဲ့တောက်လိုက်ရင်လန်းဆန်းစေတဲ့အာနီတင်ကြောင့်ဘုံကြီးတွေတရားထိုင်တဲ့အခါအိမ်မငတ်ရောက်တောက်ကြတယ်စီးဆရာတွေကအာဒိုဆေးဖြစ်သုံးကြတယ်ဆိုတော့လက်ဖက်ရဲ့ပထမဆုံးအခန်းကဏ္ဍကဆေးဖြစ်ခဲ့တာပေါ့ ဒါဆိုရင်ကျမ်းမာရေးအတွက်အရာတစ်ခုကနေလူမှုဘဝရဲ့အမှုပညာတစ်ခုဖြစ်ဘယ်လိုများအသွင်ပြောင်းသွားတာလဲအဲ့ဒီအကူပြောင်းကတော်တော်ကြီးမားတယ်နော် အဲ့ဒီအကူပြောင်းရဲ့ဗဟိုချက်မှာလူတစ်ယောက်ရှိခဲ့ပါလေရှင် ဩ Charmin Set Tang Dynasty ကလူဝူယူဆိုတဲ့ပညာရှင်တစ်ယောက်ပါ လူဟူယူကြားဘူးသလိုပဲ ဟုတ်တယ်သူကလက်ဖက်ကိုအယံချစ်မြတ်လို့တော့သူ့ဘဝတစ်ခုလုံးကိုလက်ဖက်အကြောင်းလေ့လာဖို့ပဲမြုံနှံထားတယ်လားသူရေးခဲ့တဲ့လက်ဖက်ဒုက္ခမင်းဆိုတဲ့ကျမ်းကလက်ဖက်သမိုင်းကိုအကြီးကျယ်ပြောင်းလဲပစ်ခဲ့တယ် ဩအဲ့ဒီစာအုပ်ကကဘာပထမဆုံးလက်ဖက်ဆွေဆုံးကျန်လို့တောင်ဆိုကြတယ်နော် မှန်ပါတယ်သူ့စာအုပ်ထဲမှာပါတယ်ပါလဲဆိုတော့လက်ဖက်ကိုဘလို့စိုက်ရမယ်ဘလို့ခူးရမယ်ဆိုတာတော့ပဲမဟုတ်ဘူး တတ်တဲ့ပုံနဲ့နဲတယ်ပေါ့ ဟုတ်တယ်အများကြီးပုံနဲ့နဲတယ်လက်ဖက်ရည်ကောင်းတစ်ခွက်ရဖို့ဘယ်တောင်ကလာတဲ့စမ်းရည်ကိုသုံးရမယ်ဆိုတာကအစ ရေတောင်တတ်မှတ်ထားတာလား ဟုတ်တယ်ရေမိအပူချင်းတောက်ရမဲ့ခွက်ပုံစံအသေးစိတ်ပဲအသွေးခေါ်ပိုင်းဆိုင်ရာလမ်းညွှန်ချက်တွေထိထည့်သွင်းခဲ့တာ ဒါဆိုဒါကလက်တွေ့ကျန်တို့ရောအတွေးခေါ်ကျန်လို့ဖြစ်သွားပြီကွာနော် အဲ့ဒီလိုကိုဖြစ်သွားတာဒါကြောင့်လူဦးယူဟာလက်ဖက်ကိုရိုးရိုးတောက်ဆရာကနေကိုပိုင်စီးမြင့်တင်နဲ့ပြည့်စုံတဲ့အမှုပညာတရက်အဖြစ်တရားဝင်မြင့်တင်ပေးလိုက်သလိုပါပဲ သူကျန်ကြောင်ပဲတောက်မင်းဆက်စုံထိုင်နေစတီမှာတော့လက်ဖက်ရည်ချင်းမှုကအထွတ်ထေကိုရောက်သွားခဲ့တယ်လို့ရင်းမြစ်တွေမှာဖော်ပြထားတယ် ဟုတ်ပါတယ်တောက်မင်းဆက်ကလက်ဖက်ရင်ဂျင်းမှုရဲ့ရွှေခေတ်လို့ပြောလို့ရတယ် ကျွန်တော်စိတ်ကူးတဲ့မင်းရောင်ကြည့်မိတယ်။ကြပြဆရာတွေပန်းကြီးဆရာတွေကအကောင်းဆုံးလက်ဖက်အိုးကြီးရှေ့မှာထိုင်ပြီးလက်ဖက်ရည်ရဲ့အလားအပါကိုဆွေးနွေးနေကြရင်မြင်ကွင်းမြော်ပေါ့ တိကျတဲ့မြင်ရောက်မှုပါပဲလက်ဖက်ရည်ပြိုင်ဝဲတဲ့ကျင်းပကြရဲဘလို့အကောင်းဆုံးဖြော်နိုင်တယ်လဲရှင်းပြကြရဲ ။ဟောဖြတ်ငွေနေတောင်ရှိတာလား ချိတာပေါ့ရှင်လက်ဖက်အုပ်ကောင်းကောင်းတစ်ခုဆိုအဖိုးတန်ပန်းချီကတစ်ချက်လို့တန်ဖိုးရှိလာတယ်အဲ့ဒီခေတ်မှာလက်ဖက်ဆိုတာလူတစ်ယောက်ရဲ့ပညာတတ်မြောက်မှုရသခန်းစားနိုင်မှုနဲ့အဆင့်အကြောင်းကိုဖော်ပြတဲ့သင်္ကေတတစ်ခုဖြစ်လာခဲ့တာပါ ။ကောင်းပြီ။ဒီလိုတရုတ်ပြည်တွင်းမှာအမှုပညာအဖြစ်အထွတ်အထိပ်ရောင်နေတဲ့လက်ဖက်ကသူ့ရဲ့နန်းနေမင်းကိုကြော်ပြီးကဘာကိုဘလို့စတင်သိမ့်ပိုက်ချေတယ်လေ။ပူလန်မာကြီးကနေစပြီးပေါ့ ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကလက်ဖက်ရဲ့ကဘာလက်ခရီးဟာရင်ရဲမှုဆိုင်ရာဖတ်လည်မှုအနေနဲ့အရင်ဆုံးစတင်ခဲ့တာပါ ။ဂုဏ်မှုအနေနဲ့မဟုတ်သေးဘူးပေါ့ ဟုတ်တယ်ရှင်တရုတ်ဖုံးလူကြီးတွေကဂျပန်ကိုလက်ဖက်မျိုးစေ့တွေနဲ့သူ့ရဲ့အတွေးခေါ်တွေကိုယူဆောင်သွားတယ်အဲ့ဒီမှာဂျပန်လီမျိုးတွေကအဲ့ဒါကိုဇင်ဘူတာဘာသာနဲ့ပေါင်းစပ်လိုက်တာ ။အော်ဂျပန်လက်ဖက်ရည်ပွဲအခမ်းအနားချန်ရူယူဆိုတာအဲ့ဒီကနေစင်သက်လာတာလား အတိအကျပါပဲဘိုးပြီးစနစ်ကျနန်းနေတဲ့အခမ်းအနားပဲကြောင်းလဲပြလိုက်တယ်တစ်ဖက်ကိုရောက်သွားတော့လေဟိုလူတွေကသူတို့ရဲ့အိတ်ခဲတဲ့ရာဒီဥဒုနဲ့ကြိုက်အောင်လက်ဖက်သေးကိုထောပတ်နဲ့စားထည့်ပြီးထောပတ်လက်ဖက်ရည်အဖြစ်ဖန်တီးလိုက်ကြပြန်ရော နိုင်ငံတစ်ခုစီကလက်ဖက်ကိုကိုယ်ယဉ်ကြည်မှုနဲ့အဝင်ခွင့်ကြဖြစ်အောင်ပုံသွင်းယူခဲ့ကြတာပေါ့နော် ဟုတ်ပါတယ်အဲ့ဒီလိုပါပဲ ပြီးတော့ဥရောပကိုရောက်လာတယ်ပေါ်တူဂီကွန်တန်တွေကစတဲ့ mix up ပဲခဲ့ပြီးမဲ့လက်ဖက်ကိုကမ္ဘာအင်အားကြီးကုန်စည်တစ်ခုဖြစ်ပြောင်းလဲပြီးခဲ့တာကတော့ beauty တွေပဲ ဟုတ်ပါတယ်တ
သူတို့လက်ထက်ရောက်မှလက်ဖက်ရဲ့ဇလန်းကအေးချမ်းတဲ့ရင်းရဲမှုဖလှယ်မှုကနေကမ္ဘာနိုင်ငံရေးနဲ့စီးပွားရေးဇက်ခုံပေါ်ကိုရောက်သွားခဲ့လေ ဒါကလက်ဖက်သမိုင်းရဲ့ဒုတိယအလဲပြောင်းကြည့်မယ် မှန်ပါတယ်18ရာစုတွေမှာဗြိတိန်မှာလက်ဖက်ကအရန်ကိုခစ်စားလာတယ်ဒါပေမဲ့ပြဿနာတစ်ခုရှိရဲ့ ဘာများလဲ လက်ဖက်အားလုံးကိုကျုပ်စီကပဲဝယ်ရပြီးငွေသားနဲ့ပဲပေးချေရတယ်အထူးသဖြင့်ငွေပေါ့ဆိုတော့အချိန်ကြာလာတော့ဗြိတိန်ရောက်ငွေတွေကျုပ်ပြီးထားကိုအကုန်စီးဝင်သွားပြီးကုန်ထွေးလူငွေပြတ်မှုအကြီးကျယ်ဖြစ်လာခဲ့တယ် ခဏလေးနော်ဒါဆိုရင် Britain နိုင်ငံတစ်ခုလုံးကလက်ဖက်ရည်တောက်တာကိုမရက်နိုင်လို့နိုင်ငံရဲ့စီးပွားရေးကအဆက်ပြဿနာတက်လာတယ်ဆိုတဲ့သဘောလား အဲ့ဒီလိုကိုဖြစ်ခဲ့တာရှင်မယုံနိုင်စရာပဲနော် တကယ်ပဲ အဲ့ဒီလူငွေပြတ်မှုကိုဖြည့်ရှင်းဖို့ British တွေကသူတို့ကိုလိုနီဖြစ်တဲ့အိန္ဒိယမှာစိုက်တဲ့ဘိန်းတွေကိုကျုပ်ကိုကြားမဝင်တင်ဖို့ရုံးချပြီးငွေပြန်ရှာခဲ့တယ် ။အော်အဲ့ဒီကနေနာမည်စိုးနေကြကြတဲ့ဘိန်းစစ်ပွဲတွေဖြစ်လာတာပေါ့ ဟုတ်ပါတယ်ဒါကြောင့်ပြောရရင်19ရာစုရဲ့အကြီးမားဆုံးပဋိပက္ခတွေတဲကတစ်ခုဟာလက်ဖက်ရည်တစ်ခွက်ကြောင့်စတင်ခဲ့တယ်လို့တော့ဆိုနိုင်ပါတယ် ။ Wow လက်ဖက်ရည်ခွက်ထက်ကမုန်တိုင်းပဲ။အဲ့ဒီနောက်ပိုင်းမှာတော့ Britain ကအိန္ဒိယနဲ့သီရိလင်္ကာမှာကိုယ်တိုင် ဟုတ်တယ်လက်ဖက်စိုက်ခင်းကြီးတွေတီထောင်ပြီးလို့ ဟုတ်တရုတ်အပေါ်မီခိုမှုကိုအစိုးရနိုင်ခဲ့တယ်။ပြီးတော့နီးလက်ခင်လက်ဖက်ရည်ဆိုတဲ့ delay နဲ့ကဘာကိုပြန်လဲတင်ဖို့ခဲ့တယ် မှန်ပါပဲသူတို့ကလက်ဖက်ကို British လူမှုဘဝရဲ့အရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာစေခဲ့တယ်အလို့တမားတဲ့အတွက်အားဖြစ်စရာကနေလူကုန်ထမ်းမျိုးသမီးတွေရဲ့တွေ့ဆုံပွဲအထိနေရာတိုင်းမှာရှိနေခဲ့တာပါ ။ကဲဒီနေရာမှာဇလန်ကပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပြီ။ဥရောပကလက်ဖက်ကိုကဘာကုံစီအဖြစ်ပြောင်းလဲပြီးစစ်ပွဲတွေထိတိုက်ခိုက်နေတဲ့အချိန်မှာကျွန်တော်တို့ရဲ့ရင်းမြစ်တွေကအရှေ့ထောင်အာရှကမြန်မာနိုင်ငံမှာလုံးဝကိုကွဲပြားခြားနားတဲ့လက်ဖက်ဇလန်တပုတ်ဖြစ်ပေါ်နေခဲ့တယ်လို့ညွှန်ဆိုထားတယ် ဟုတ်ကဲ့ဒါကလက်ဖက်ရည်တောက်တုံးခြင်းအကြောင်းမဟုတ်တော့ဘူးရှင် ။အဲ့ဒါပဲကျွန်တော်ကိုတကယ်အားအသင့်စေတဲ့အချက်ပဲ ဒါကလက်ဖက်သမိုင်းမှာတကယ်ကိုထူးခြားပြီးတီးခြားဖြစ်နေတဲ့အခန်းကဏ္ဍတစ်ခုပါကမ္ဘာနိုင်ငံအများစုကလက်ဖက်ရွက်ကိုအချောက်ခံအပူပဲပြီးတောက်တုံးဖို့စ조사နေချိန်မှာမြန်မာနိုင်ငံရဲ့ရှမ်းပြည်နယ်တောင်တုံးတွေဘောကလူတွေကတော့လက်ဖက်ရွက်ကိုအချင်းဖောက်ပြီးစားစရာဖြစ်ပြောင်းလဲခဲ့ကြတယ် ။လက်ဖက်တော့ကိုဆိုလိုတာပေါ့ ဟုတ်ပါရဲ့လက်ဖက်တုပ်ပါပဲ ။ဆိုလိုတာကကဘာကြီးတစ်ခုလုံးကလက်ဖက်ကိုဘယ်လိုဖြော်ရမလဲဘယ်လိုခွန်းနဲ့တောက်ရမလဲဆိုတဲ့အမှုပညာကိုဖန်တီးနေချိန်မှာဒီဒေတာကလူတွေကလက်ဖက်ကိုဘယ်လိုအချင်းဖော်ရမလဲဘာနဲ့ရောတုတ်ဆိုင်ကောင်းမလဲဆိုတာကိုစဉ်းစားနေရကြတာပေါ့ တကယ်ကိုပဲကမ္ဘာပေါ်မှာလက်ဖက်ကိုအဓိကစားတော့ကုန်အဖြစ်အသုံးပြုတဲ့တစ်ခုတည်းသောယဉ်ကျေးမှုလို့ဆိုနိုင်ပါတယ်ရှင်လက်ဖက်တုပ်ပြုလုပ်တဲ့လုပ်ငန်းစဉ်ကိုယ်တိုင်ကရှုပ်ထွေးပြီးအချိန်ပေးရတယ် ဟုတ်တယ်လက်ဖက်ရွက်နူးတွေကိုရေနွေးနဲ့ပြုတ်ပြီးရင်မြေအိုးတွေထဲမှာလားနဲ့ချီပြီးအချင်းဖောက်ရတယ်လို့ဖတ်ဖူးတယ် မှန်ပါရင်ဒါဟာတောက်စရာတစ်ခုသားမကစားစရာပြီးတော့လူမှုဆက်ဆံရေးရဲ့အမတ်တင်းကြတဲ့တစ်ခုလေးဖြစ်ခဲ့တယ်ရှေးတုန်းကဆိုရင်တရားရုံးမှာအမှုခင်းတွေပြီးဖြတ်သွားရင်နှစ်ဖက်စလုံးကအတူတကွလက်ဖက်တုပ်စားပြီးသဘောတူညီမှုကိုအတည်ပြုကြတယ် ငိမ့်ချမ်းရေးရဲ့တင်ကေတယခုလိုထည့်ခဲ့တာပေါ့နော် ဟုတ်ပါတယ်အစားတောက်တစ်ခုထက်အများကြီးပိုလစ်ဆုံးတဲ့အတိပ္ပယ်ရှိနေတာပါ ဒါကယဉ်ကျေးမှုတစ်ခုကကုန်ချမ်းတစ်ခုတည်းကိုပဲဘလောက်ကွဲပြားတဲ့ချူတောင်ကနေချင်းကပ်နိုင်တယ်လဲဆိုတာကိုပြတဲ့အကောင်းဆုံးဥပမာတစ်ခုပါပဲ အတိအကျပါပဲဒါဟာလက်ဖက်ပင်ရဲ့ဘက်စုံအထိုးဝေမှုကိုအဆုံးစုံထိမိမောင်းထုတ်ပြလိုက်တာပါပဲ ကောင်းပြီဒီလိုရှည်ရပြီးအန်အောစရာကောင်းတဲ့ခီးကိုဖျက်တမ်းလာပြီးတဲ့နောက်ဒီနေ့ခေတ်မှာလက်ဖက်ကဘယ်နေရာမှာရှိနေတယ်လဲ လက်ရှိကမ္ဘာမှာတော့ရေပြီးရင်ဒုတိယအတော့အများဆုံးဖြောရည်အဖြစ်ခိုင်ခိုင်မာမာရက်တည်နေပါတယ်ကမ္ဘာတော်မှာနေ့စဉ်လက်ဖက်ရည်ခွက်ပေါင်း3ဘီလီယံကျော်တောက်သုံးနေကြတယ် 3ဘီလီယံမနည်းဘူးနော် ဟုတ်ကဲ့စိတ်ဝင်စားစရာကောင်းတာကရှေးတရုတ်တွေကဆေးဖက်ဝင်တယ်လို့ယုံကြည်ရတဲ့လက်ဖက်ရဲ့အကျမ်းမာရေးအကျိုးကျေးဇူးတွေကိုခက်တဲ့တိပံပညာကပြန်လဲအတည်ပြုလာနေရပါပဲ ဟာဟုတ်ကဲ့ antioxidants တွေအကြောင်းပြောတာဖြစ်မယ် ဟုတ်ပါတယ်သူထဲမှာပါတဲ့ antioxidants တွေကနှလုံးကျန်းမာရေးကိုအထောက်အကူပြုတာကင်ဆာဆဲတွေကိုတိုက်ဖြတ်နိုင်တာစတဲ့လေ့လာတွေ့ရှိချက်တွေအများကြီးထွက်ပေါ်လာနေပါတယ် တန်တာရီတွေကဘယင်တစ်ပါးရဲ့ခွက်ထဲကိုကြာလာတဲ့လက်ဖက်ရွက်ကနေကမ္ဘာကျန်းမာရေးလောကအထိအစိမ်းရောင်လက်ဖက်ချောက်ကနေ bubble tea အထိပုံစံမျိုးစုံနဲ့ကမ္ဘာယဉ်ကျေးမှုတွေမှာရှင်သန်နေတော့မယ် တကယ်ကိုအန်အောစရာကောင်းတဲ့ဇွဲပဲရှင် တကယ်ကိုအံ့ဩစရာကောင်းတဲ့ဆိုရင်ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုပြန်ကြည့်ရင်နှစ်ပေါင်း9000ကရေနွေးခွက်တစ်ခွက်ထဲကိုမတော်တဆကျသွားတဲ့လက်ဖက်ရွက်တွေကနေစခဲ့ကြတယ် ဟုတ်ကဲ့ အဲ့ဒီကနေတရုတ်ပြည်မှာဆေးဝါးနဲ့အမှုပညာအဖြစ် British Empire ရဲ့ဇီဝရေးလက်နယ်အဖြစ်နောက်ဆုံးမြန်မာနိုင်ငံမှာငင်းချမ်းရေးရဲ့တင်ကေတာဖြစ်တဲ့စားစရာတစ်ခုအဖြစ်ပြောင်းလဲလာတာကိုတွေ့ခဲ့ရတယ်
ဒါတော့မှန်ပင်တပင်ကလူယဉ်ကျေးမှုထဲကိုဘလောက်ထိနက်နက်ရှန်းရှန်းရောရဲဝင်ရောက်ပြီးတမိုင်းကိုပုံဖော်နိုင်တယ်လဲဆိုတာကိုပြနေတာပါလက်ဖက်တစ်ခွက်ကနေကုံတွေစစ်ပွဲတွေလူမှုရေးတည်းတွေထိပေါ်ပေါက်လာခဲ့တယ် ဒါဆိုနားထောင်သူတွေအတွက်စဉ်းစားစရာတစ်ခုကတော့နောက်တစ်ခါလက်ဖက်ရည်ပူတစ်ခွက်ကိုကိုင်းလိုက်တဲ့အခါအဲ့ဒီခွက်ထဲမှာနှစ်ပေါင်း900နဲ့ရှည်လျားတဲ့ခရီးတွေကဘယ်ဇလန်တစ်ပိုင်းတစ်စားကလက်ဖက်နေနိုင်မလဲဆိုတာစဉ်းစားကြည့်ပါ စိတ်ဝင်စားဖို့ကောင်းတဲ့တွေးထူပါပဲ အဲ့ဒါဟာတောင်မင်းဆက်ကကြပြစရာတယောက်ရဲ့တင်ငိမ့်အေးချမ်းမှုကိုတဲဆောင်လာတာလားဒါမှမဟုတ် British အရှေ့အိန္ဒိယကုမ္ပဏီရဲ့ရည်မှန်းချက်ကြီးတဲ့ကုန်သွယ်မှုကိုကိုစားပြုနေတာလားဒါမှမဟုတ်ရှမ်းတောင်တန်းဘော်ကငိမ့်ချင်းရေးကိုတဲဆောင်လာတာလား ဟုတ်ကဲ့တောင်းလိုက်တဲ့လက်ဖက်ရည်တပုံရင်းစီမှာတမန်ရဲ့ဗရအတားကိုခံစားမိပါပြီ